မင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့စိတ်အညစ်အကြေးများကိုဖယ်ရှားခြင်းခေါင်းစဉ်အောက်မှာရှိတဲ့မိကုနံပါတ်15ကနေစပြီးတော့ကြက်မှတ်မှာဖြစ်ပါတယ်ရှင်မိကုနံပါတ်15ကာမိဆန္ဒသည်အဘဲကြောင့်ကျွေးနှစ်သူသည်ကိုရှင်းပြပါကာမိဆန္ဒသည်ကျွေးနှစ်သူ၏အဘဲကြောင့်ဆိုသောကျွေးယူထားပြီးပြန်မဆက်နိုင်သောသူသည်ကျွေးရှင်ကိုကျေနပ်အောင်လုပ်ပေးရ၏ကျွေးရှင်ကိုကြောက်နေရ၏ထို့အတူကာမိဆန္ဒဆိုသောကာမအာယုန်၌တွေ့တာသောသူသည်အရာရာကိုရှုံးပေးရ၏ကျွေးရှိနေသည်များစိတ်မအေးရာကျွေးဆက်နိုင်ပြီးမှစိတ်ချမ်းသာရတကယ်သို့ကာမိဆန္ဒကိုဖယ်ရှားလိုက်လျင်ကျွေးကင်းသွားသည့်သူလိုဝမ်းသာမှုမျိုးခံစားရပေမည်ထို့ကြောင့်ကာမိဆန္ဒသည်ကျွေးနှစ်တူသည်ဟုဆိုပါသည်သုံးခေါက်စီကြက်မှတ်ပါမယ်မိကွန်းလေးကိုပြန်ဖြစ်ပါမယ်ကာမိဆန္ဒသည်အဘဲကြောင့်ကျွေးနှစ်တူသည်ကိုရှင်းပြပါကာမိဆန္ဒသည်ကျွေးနှစ်တူ၏ကာမိဆန္ဒသည်ကျွေးနှစ်တူ၏ကာမိဆန္ဒသည်ကျွေးနှစ်တူ၏အဘဲကြောင့်ဆိုသောကျွေးယူထားပြီးပြန်မဆက်နိုင်သောသူသည်ကျွေးရှင်ကိုကျေနပ်အောင်လုပ်ပေးရ၏အဘဲကြောင့်ဆိုသောကျွေးယူထားပြီးပြန်မဆက်နိုင်သောသူသည်ကျွေးရှင်ကိုကျေနပ်အောင်လုပ်ပေးရ၏အဘဲကြောင့်ဆိုသောကျွေးယူထားပြီးပြန်မဆက်နိုင်သောသူသည်ကျွေးရှင်ကိုကျေနပ်အောင်လုပ်ပေးရ၏ကျွေးရှင်ကိုကြောက်နေရ၏ကျွေးရှင်ကိုကြောက်နေရ၏ကျွေးရှင်ကိုကြောက်နေရ၏ထို့အတူကာမိဆန္ဒဆိုသောကာမအာယုန်၌တွေ့တာသောသူသည်အရာရာကိုအရှုံးပေးရ၏ထို့အတူကာမိဆန္ဒဆိုသောကာမအာယုန်၌တွေ့တာသောသူသည်အရာရာကိုအရှုံးပေးရ၏ထို့အတူကာမိဆန္ဒဆိုသောကာမအာယုန်၌တွေ့တာသောသူသည်အရာရာကိုအရှုံးပေးရ၏ကျွေးရှိနေသည်များစိတ်မအေးရပါကျွေးရှိနေသည်များစိတ်မအေးရပါကျွေးရှိနေသည်များစိတ်မအေးရပါကျွေးဆက်နိုင်ပြီးမှစိတ်ချမ်းသာရတကယ်သို့ကာမိဆန္ဒကိုဖယ်ရှားလိုက်လျင်ကျွေးကင်းသွားသည့်သူလိုဝမ်းသာမှုမျိုးခံစားရပေမည်ကျွေးဆက်နိုင်ပြီးမှစိတ်ချမ်းသာရတကယ်သို့ကာမိဆန္ဒကိုဖယ်ရှားလိုက်လျင်ကျွေးကင်းသွားသည့်သူလိုဝမ်းသာမှုမျိုးခံစားရပေမည်ကျွေးဆက်နိုင်ပြီးမှစိတ်ချမ်းသာရတကယ်သို့ကာမိဆန္ဒကိုဖယ်ရှားလိုက်လျင်ကျွေးကင်းသွားသည့်သူလိုဝမ်းသာမှုမျိုးခံစားရပေမည်ထို့ကြောင့်ကာမိဆန္ဒသည်ကျွေးနှစ်တူသည်ဟုဆိုပါသည်ထို့ကြောင့်ကာမိဆန္ဒသည်ကျွေးနှစ်တူသည်ဟုဆိုပါသည်အစဆုံးပြန်နှွှေးပါမယ်ကာမိဆန္ဒသည်အဘဲကြောင့်ကျွေးနှစ်တူသည်ကိုရှင်းပြပါကာမိဆန္ဒသည်ကျွေးနှစ်တူ၏အဘဲကြောင့်ဆိုသောကျွေးယူထားပြီးပြန်မဆက်နိုင်သောသူသည်ကျွေးရှင်ကိုကျေနပ်အောင်လုပ်ပေးရ၏ကျွေးရှင်ကိုကြောက်နေရ၏ထို့အတူကာမိဆန္ဒဆိုသောကာမအာယုန်၌တွေ့တာသောသူသည်အရာရာကိုရှုံးပေးရ၏ကျွေးရှိနေသည်များစိတ်မအေးရာကျွေးဆက်နိုင်ပြီးမှစိတ်ချမ်းသာရတကယ်သို့ကာမိဆန္ဒကိုဖယ်ရှားလိုက်လျင်ကျွေးကင်းသွားသည့်သူလိုဝမ်းသာမှုမျိုးခံစားရပေမည်ထို့ကြောင့်ကာမိဆန္ဒသည်ကျွေးနှစ်တူသည်ဟုဆိုပါသည်မိကုနံပါတ်16ဗျာပါဒသည်အဘဲကြောင့်ယောဂနှင့်တူသည်ကိုရှင်းပြပါဗျာပါဒသည်ယောဂနှင့်တူ၏အဘဲကြောင့်ဆိုသောယောဂရနေသူသည်စားမဝင်စားလို့လည်းမကောင်းစိတ်ထဲ၌လည်းမပျော်ရွှင်စိတ်ဆိုးနေသူမှလည်းအစားစားရတာအရသာမရှိပါယောဂပြောက်၍ကျန်းမာလာလျင်စားခြင်း၏စားရတာအရသာရှိ၏ပျော်ရွှင်ရ၏ထို့အတူဗျာပါဒဒေါသကိုဖယ်ရှားလိုက်လျင်ယောဂကင်းစင်ကျန်းမာသူကဲ့သို့ပျော်ရွှင်ရ၏ထို့ကြောင့်ဗျာပါဒသည်ယောဂနှင့်တူပါသည်ဟုဆိုပါသည်သုံးခေါက်စီကြက်မှတ်ပါမယ်မိကွန်းလေးပြန်မေးပါမယ်ဗျာပါဒသည်အဘဲကြောင့်ယောဂနှင့်တူသည်ကိုရှင်းပြပါဗျာပါဒသည်ယောဂနှင့်တူ၏ဗျာပါဒသည်ယောဂနှင့်တူ၏ဗျာပါဒသည်ယောဂနှင့်တူ၏အဘဲကြောင့်ဆိုသောယောဂရနေသူသည်စားမဝင်စားလို့လည်းမကောင်းစိတ်၌လည်းမပျော်ရွှင်အဘဲကြောင့်ဆိုသောယောဂရနေသူသည်စားမဝင်စားလို့လည်းမကောင်းစိတ်၌လည်းမပျော်ရွှင်အဘဲကြောင့်ဆိုသောယောဂရနေသူသည်စားမဝင်စားလို့လည်းမကောင်းစိတ်ထဲ၌လည်းမပျော်ရွှင်စိတ်ဆိုးနေသူမှလည်းအစားစားရတာအရသာမရှိစိတ်ဆိုးနေသူမှလည်းအစားစားရတာအရသာမရှိစိတ်ဆိုးနေသူမှလည်းအစားစားရတာရတာမရှိ
ယောဂပြောက်၍ကျမ်းမာလာလျင်စားခြင်းဤစားရတာအရသာရှိ၏ပျော်ရွှင်ရ၏ယောဂပြောက်၍ကျမ်းမာလာလျင်စားခြင်းဤစားရတာအရသာရှိ၏ပျော်ရွှင်၏ယောဂပြောက်၍ကျမ်းမာလာလျင်စားခြင်းဤစားရတာအရသာရှိ၏ပျော်ရွှင်၏ထို့အတူဗျာပါဒဒေါသကိုဖယ်ရှားလိုက်လျင်ယောဂကင်းစင်ကျမ်းမာသူကဲ့သို့ပျော်ရွှင်ရ၏ထို့အတူဗျာပါဒဒေါသကိုဖယ်ရှားလိုက်လျင်ယောဂကင်းစင်ကျမ်းမာသူကဲ့သို့ပျော်ရွှင်ရ၏ထို့အတူဗျာပါဒဒေါသကိုဖယ်ရှားလိုက်လျင်ယောဂကင်းစင်ကျမ်းမာသူကဲ့သို့ပျော်ရွှင်ရ၏ထို့ကြောင့်ဗျာပါဒသည်ယောဂနှင့်တူပါသည်ဟုဆိုပါသည်ထို့ကြောင့်ဗျာပါဒသည်ယောဂနှင့်တူပါသည်ဟုဆိုပါသည်ထို့ကြောင့်ဗျာပါဒသည်ယောဂနှင့်တူပါသည်ဟုဆိုပါသည်အစားဆုံးပြန်ပြီးစာနှွေးပါမယ်ဗျာပါဒသည်အဘဲကြောင့်ယောဂနှင့်တူသည်ကိုရှင်းပြပါဗျာပါဒသည်ယောဂနှင့်တူ၏အဘဲကြောင့်ဆိုသောယောဂရနေသူသည်စားမဝင်စားလို့လည်းမကောင်းစိတ်ထဲ၌လည်းမပျော်ရွှင်စိတ်ဆိုးနေသူမှလည်းအစားစားရတာအရသာမရှိယောဂပြောက်၍ကျမ်းမာလာလျင်စားခြင်းဤစားရတာအရသာရှိ၏ပျော်ရွှင်ရ၏ထို့အတူဗျာပါဒဒေါသကိုဖယ်ရှားလိုက်လျင်ယောဂကင်းစင်ကျမ်းမာသူကဲ့သို့ပျော်ရွှင်ရ၏ထို့ကြောင့်ဗျာပါဒသည်ယောဂနှင့်တူပါသည်ဟုဆိုပါသည်ဒီကုနံပါတ်18ထိနာမိတ်္တသည်အဘဲကြောင့်ထောင်နှင့်တူသည်ကိုရှင်းပြပါအဖြစ်ထိနာမိတ်္တသည်ထောင်ကြီးနှင့်တူပါသည်အဘဲကြောင့်ဆိုသောထောင်ကျနေသူသည်ပွဲလန်းသဘင်၌ပါဝင်ခွင့်မရခံစားခွင့်မရှိငိုင်မီးနေသူသည်ကောင်းတာတွေမသိမခံစားရထောင်မှလွတ်လာသူသည်ပျော်စရာအလုံးခံစားနိုင်ပြီးဝမ်းမြောက်ရတကဲ့သို့ထိနာမိတ်္တဖယ်ရှားလိုက်လျင်ဝမ်းမြောက်ဝမ်းသာဖြစ်เสียများခံစားရပေမည်ထို့ကြောင့်ထိနာမိတ်္တသည်ထောင်နှင့်တူပါသည်ဟုဆိုပါသည်ထိနာမိတ်္တသည်အဘဲကြောင့်ထောင်နှင့်တူသည်ကိုရှင်းပြပါထိနာမိတ်္တသည်ထောင်နှင့်တူပါသည်ထိနာမိတ်္တသည်ထောင်ကြီးနှင့်တူပါသည်ထိနာမိတ်္တသည်ထောင်ကြီးနှင့်တူပါသည်အဘဲကြောင့်ဆိုသောထောင်ကျနေသူသည်ပွဲတိုင်းသဘင်၌ပါဝင်ခွင့်မရခံစားခွင့်မရှိအဘဲကြောင့်ဆိုသောထောင်ကျနေသူသည်ပွဲလန်းသဘင်၌ပါဝင်ခွင့်မရခံစားခွင့်မရှိအဘဲကြောင့်ဆိုသောထောင်ကျနေသူသည်ပွဲလန်းသဘင်၌ပါဝင်ခွင့်မရခံစားခွင့်မရှိငိုင်မီးနေသူသည်ကောင်းတာတွေမသိမခံစားရငိုင်မီးနေသူသည်ကောင်းတာတွေမသိမခံစားရငိုင်မီးနေသူသည်ကောင်းတာတွေမသိမခံစားရထောင်မှလွတ်လာသူသည်ပျော်စရာအလုံးခံစားနိုင်ပြီးဝမ်းမြောက်ရတကဲ့သို့ထိနာမိတ်္တဖယ်ရှားလိုက်လျင်ဝမ်းမြောက်ဝမ်းသာဖြစ်เสียများခံစားရပေမည်ထောင်မှလွတ်လာသူသည်ပျော်စရာအလုံးခံစားနိုင်ပြီးဝမ်းမြောက်ရတကဲ့သို့ထိနာမိတ်္တဖယ်ရှားလိုက်လျင်ဝမ်းမြောက်ဝမ်းသာဖြစ်เสียများခံစားရပေမည်ထောင်မှလွတ်လာသူသည်ပျော်စရာအလုံးခံစားနိုင်ပြီးဝမ်းမြောက်ရတကဲ့သို့ထိနာမိတ်္တဖယ်ရှားလိုက်လျင်ဝမ်းမြောက်ဝမ်းသာဖြစ်เสียများခံစားရပေမည်ထို့ကြောင့်ထိနာမိတ်္တသည်ထောင်နှင့်တူပါသည်ဟုဆိုပါသည်ထို့ကြောင့်ထိနာမိတ်္တသည်ထောင်နှင့်တူပါသည်ဟုဆိုပါသည်ထို့ကြောင့်ထိနာမိတ်္တသည်ထောင်နှင့်တူပါသည်ဟုဆိုပါသည်စာဆုံးပြန်နှွှေးကြည့်ပါမယ်ထိနာမိတ်္တသည်အဘဲကြောင့်ထောင်နှင့်တူသည်ကိုရှင်းပြပါထိနာမိတ်္တသည်ထောင်ကြီးနှင့်တူပါသည်အဘဲကြောင့်ဆိုသောထောင်ကျနေသူသည်ပွဲလန်းသဘင်၌ပါဝင်ခွင့်မရခံစားခွင့်မရှိငိုင်မီးနေသူသည်ကောင်းတာတွေမသိမခံစားရထောင်မှလွတ်လာသူသည်ပျော်စရာအလုံးခံစားနိုင်ပြီးဝမ်းမြောက်ရတကဲ့သို့ထိနာမိတ်္တဖယ်ရှားလိုက်လျင်ဝမ်းမြောက်ဝမ်းသာဖြစ်เสียများခံစားရပေမည်ထို့ကြောင့်ထိနာမိတ်္တသည်ထောင်နှင့်တူသည်ဟုဆိုပါသည်ဩဒိစ္စကုက္ကုစသည်အဘဲကြောင့်ကျွန်နှင့်တူသည်ကိုရှင်းပြပါဩဒိစ္စကုက္ကုစသည်ကျွန်ဘဝနှင့်တူ၏အဘဲကြောင့်ဆိုသောကျွန်ဘဝသည်ဘာမှမလွတ်လပ်သခင်ခိုင်းရာလုပ်ရ၏ကိုမပိုင်ခံစားခွင့်မရှိထို့အတူဩဒိစ္စကုက္ကုစလွမ်းမိုးသောသူမှာစိတ်ဤကြေးကျွန်ဖြစ်၏တရားအရသာမခံစားရဩဒိစ္စကုက္ကုစဆိုသောစိတ်ပြန့်လွင်မှုပူပန်မှုများဖယ်ရှားလိုက်လျင်ကျွန်ဘဝမှလွတ်တကဲ့သို့ကိုယ်တိုင်ရွေးချယ်ခွင့်လွတ်လပ်ခွင့်ရကဝမ်းမြောက်ရ၏ထို့ကြောင့်ဩဒိစ္စကုက္ကုစသည်ကျွန်ဘဝနှင့်တူ၏ဟုဆိုပါသည်သုံးခေါက်စီကြက်မှတ်ပါမယ်ဩဒိစ္စကုက္ကုစသည်အဘဲကြောင့်ကျွန်နှင့်တူသည်ကိုရှင်းပြပါဩဒိစ္စကုက္ကုစသည်ကျွန်ဘဝနှင့်တူ၏
ဥဒိစ္စကုတ်ကုတ်ဆသည်ကျွန်ဘဝနှင့်တူ၏ဥဒိစ္စကုတ်ကုတ်ဆသည်ကျွန်ဘဝနှင့်တူ၏အဘဲကြောင့်ဆိုသောကျွန်ဘဝသည်ဘာမျှမလွတ်လပ်သခင်ခိုင်းရာလုံးရ၏ကိုမပိုင်ခံစား권မရှိအဘဲကြောင့်ဆိုသောကျွန်ဘဝသည်ဘာမျှမလွတ်လပ်သခင်ခိုင်းရာလုံးရ၏ကိုမပိုင်ခံစား권မရှိအဘဲကြောင့်ဆိုသောကျွန်ဘဝသည်ဘာမျှမလွတ်လပ်သခင်ခိုင်းရာလုံးရ၏ကိုမပိုင်ခံစား권မရှိထို့အတူဥဒိစ္စကုတ်ကုတ်ဆလွှမ်းမိုးသောသူမှာစိတ်ဤကြေးကျွန်ဖြစ်၏ထို့အတူဥဒိစ္စကုတ်ကုတ်ဆလွှမ်းမိုးသောသူမှာစိတ်ဤကြေးကျွန်ဖြစ်၏ထို့အတူဥဒိစ္စကုတ်ကုတ်ဆလွှမ်းမိုးသောသူမှာစိတ်ဤကြေးကျွန်ဖြစ်၏တရားအရသာမခံစားရတရားအရသာမခံစားရတရားအရသာမခံစားရဥဒိစ္စကုတ်ကုတ်ဆဆိုသောစိတ်ပြန်လွင်မှုပူပန်မှုများဖယ်ရှားလိုက်လျင်ကျွန်ဘဝမှလွတ်တကဲ့သို့ကိုယ်တိုင်ရွေးချယ်ခွင့်လွတ်လပ်ခွင့်ရကဝမ်းမြောက်ရ၏ဥဒိစ္စကုတ်ကုတ်ဆဆိုသောစိတ်ပြန်လွင်မှုပူပန်မှုများကိုဖယ်ရှားလိုက်လျင်ကျွန်ဘဝမှလွတ်တကဲ့သို့ကိုယ်တိုင်ရွေးချယ်ခွင့်လွတ်လပ်ခွင့်ရကဝမ်းမြောက်ရ၏ဥဒိစ္စကုတ်ကုတ်ဆဆိုသောစိတ်ပြန်လွင်မှုပူပန်မှုများကိုဖယ်ရှားလိုက်လျင်ကျွန်ဘဝမှလွတ်တကဲ့သို့ကိုယ်တိုင်ရွေးချယ်ခွင့်လွတ်လပ်ခွင့်ရကဝမ်းမြောက်ရ၏ထို့ကြောင့်ဥဒိစ္စကုတ်ကုတ်ဆသည်ကျွန်ဘဝနှင့်တူ၏ဟုဆိုပါသည်ထို့ကြောင့်ဥဒိစ္စကုတ်ကုတ်ဆသည်ကျွန်ဘဝနှင့်တူသည်ဟုဆိုပါသည်ထို့ကြောင့်ဥဒိစ္စကုတ်ကုတ်ဆသည်ကျွန်ဘဝနှင့်တူသည်ဟုဆိုပါသည်တစ်ခါပြန်နှွေးကြည့်ပါမယ်ဥဒိစ္စကုတ်ကုတ်ဆသည်အဘဲကြောင့်ကျွန်နှင့်တူသည်ကိုရှင်းပြပါဥဒိစ္စကုတ်ကုတ်ဆသည်ကျွန်ဘဝနှင့်တူ၏အဘဲကြောင့်ဆိုသောကျွန်ဘဝသည်ဘာမျှမလွတ်လပ်သခင်ခိုင်းရာလုံးရ၏ကိုမပိုင်ခံစား권မရှိထို့အတူဥဒိစ္စကုတ်ကုတ်ဆလွှမ်းမိုးသောသူမှာစိတ်ဤကြေးကျွန်ဖြစ်၏တရားရသာမခံစားရဥဒိစ္စကုတ်ကုတ်ဆဆိုသောစိတ်ပြန်လွင်မှုပူပန်မှုများဖယ်ရှားလိုက်လျင်ကျွန်ဘဝမှလွတ်တကဲ့သို့ကိုယ်တိုင်ရွေးချယ်ခွင့်လွတ်လပ်ခွင့်ရကဝမ်းမြောက်ရ၏ထို့ကြောင့်ဥဒိစ္စကုတ်ကုတ်ဆသည်ကျွန်ဘဝနှင့်တူ၏ဟုဆိုပါသည်အဲ့ဒီမှာကျွန်မဖြည့်ပြီးတော့ပြောချင်တာကမေကွန်းလေးတွေပုံစံရဆိုရင်ဒီနေရာကိုမေးမယ်ဆိုဘယ်လိုမေးလို့ရလဲဆိုတော့တခင်ခိုင်းရာလုံးရသည့်အရာဒီမြည်သည်ဖြစ်တဲ့နည်းအဲ့လိုလဲမေးတတ်တယ်နော်မေကွန်းလေးတွေကလေဖောက်ပြီးတခင်ခိုင်းရာလုံးရသည့်အရာဘာလဲဆိုရင်ဥဒိစ္စကုတ်ကုတ်ဆကိုဆိုလိုပါသည်အဲ့လိုမျိုးလေးတွေမေကွန်းလေးတွေလေးလာကြည့်တယ်ပေါ့နော်လေးလာကြည့်တဲ့အခါမှာမေကွန်းလေးတွေကအဲ့လိုလှလှပလေးပေးပါနော်ပေါ့ပါတဲ့အရာကဘာလဲအဲ့လိုမျိုး6ကက်ကက်ဖြစ်သွားတာဘာလဲအဲ့လိုမျိုးလေးတွေမေးပါတယ်ရှင်အဲ့တော့ဒီမှာဒီမေကွန်းမှာဒါဆရာတော်တွေကမေးနေကြတိုင်းမေးမယ်ဆိုရင်တခင်ခိုင်းရလောက်ရသည့်အရာဒီအဘယ်နည်းဆိုလို့ရှိရင်ဒါဥဒိစ္စကုတ်ကုတ်ဆအဲ့လိုမျိုးလေးဖြစ်နိုင်ပါတယ်ပေါ့နော်အကြံပြုတာဖြစ်ပါတယ်ရှင်အဲ့တော့မေကွန်းနံပါတ်19ကိုဆက်ပြီးဆိုပါမယ်ဝီဇီကိစ္စသည်အဘဲကြောင့်ခန္ဓာရခရီးနှင့်တူသည်ကိုရှင်းပြပါဝီဇီကိစ္စသည်ခန္ဓာရခရီးနှင့်တူ၏အဘဲကြောင့်ဆိုသောထိုခန္ဓာရခရီးကအန္တရာယ်များ၏လူဆိုးတခိုးဓာပြများရှိ၏ထိုခရီးကိုဖျက်ဆီးသွားရသည့်ခရီးသည်မိမိပစ္စည်းဥစ္စာအလုခံရမှကြောက်ရ၏ဘယ်နာဘာတွေဖြစ်မလဲဟုအမြဲတမ်းတန်တရားဖြင့်မအေးချမ်းဝီဇီကိစ္စရှိနေသူမှလည်းတန်တရားများဖြင့်သွားနေရပြီးမအေးချမ်းထိုကန္နာရခရီးမှလွတ်မြောက်သွားလျင်ကြောက်เสียတန်တရားဖြစ်เสียမလို့စိတ်အေးချမ်းစွာသွားနိုင်ပေမည်ထို့အတူဝီဇီကိစ္စဖေရှားလိုက်လျင်တန်တရားများမလွှမ်းမိုးတော့စိတ်အေးချမ်းသာသွားရ၏ထို့ကြောင့်ဝီဇီကိစ္စသည်ပစ္စည်းဥစ္စာများနှင့်ကန္နာရခရီးစုကိုသွားရတာနှင့်တူ၏ဟုဆိုပါသည်သုံးကောက်စီကျမှတ်ပါမယ်ဝီဇီကိစ္စသည်အဘယ်ကြောင့်ခန္ဓာရခရီးနှင့်တူသည်ကိုရှင်းပြပါဝီဇီကိစ္စသည်ခန္ဓာရခရီးနှင့်တူ၏ဝီဇီကိစ္စသည်ခန္ဓာရခရီးနှင့်တူ၏ဝီဇီကိစ္စသည်ခန္ဓာရခရီးနှင့်တူ၏အဘဲကြောင့်ဆိုသောထိုခန္ဓာရခရီးကအန္တရာယ်များ၏လူဆိုးတခိုးဓာပြများရှိ၏အဘဲကြောင့်ဆိုသောခန္ဓာရခရီးကအန္တရာယ်များ၏လူဆိုးတခိုးဓာပြများရှိ၏အဘဲကြောင့်ဆိုသောခန္ဓာရခရီးကအန္တရာယ်များ၏လူဆိုးတခိုးဓာပြများရှိ၏ထိုခရီးကိုဖျက်ဆီးသွားရသည့်ခရီးသည်မိမိပစ္စည်းဥစ္စာအလုခံရမှကြောက်ရ၏ထိုခရီးကိုဖျက်ဆီးသွားရသည့်ခရီးသည်မိမိပစ္စည်းဥစ္စာအလုခံရမှကြောက်ရ၏
ထိုခရီးကိုဖြတ်သန်းသွားရသည့်ခရီးသည်သည်မိမိပစ္စည်းဥစ္စာအလူခံရမှကြောက်ရ၏ဘယ်နာဘာတွေဖြစ်မလဲဟုအမြဲတမ်းတန်တရားဖြင့်မအေးချမ်းဘယ်နာဘာတွေဖြစ်မလဲဟုအမြဲတမ်းတန်တရားဖြင့်မအေးချမ်းဘယ်နာဘာတွေဖြစ်မလဲဟုအမြဲတမ်းတန်တရားဖြင့်မအေးချမ်းဝီစီကိစ္စရှိနေသူမှာလည်းတန်တရားများဖြင့်သွားနေရပြီးမအေးချမ်းဝီစီကိစ္စရှိနေသူမှာလည်းတန်တရားများဖြင့်သွားနေရပြီးမအေးချမ်းဝီစီကိစ္စရှိနေသူမှာလည်းတန်တရားဖြင့်သွားနေရပြီးမအေးချမ်းထိုကဏ္ဍခရခရီးမှလွတ်မြောက်သွားလျင်ကြောက်เสียတန်တရားဖြစ်เสียမလို့စိတ်အေးချမ်းစွာသွားနိုင်ပေမည်ထိုကဏ္ဍခရီးမှလွတ်မြောက်သွားလျင်ကြောက်เสียတန်တရားဖြစ်เสียမလို့စိတ်အေးချမ်းစွာသွားနိုင်ပေမည်ထိုကဏ္ဍခရီးမှလွတ်မြောက်သွားလျင်ကြောက်เสียတန်တရားဖြစ်เสียမလို့စိတ်အေးချမ်းစွာသွားနိုင်ပေမည်ထို့အတူဝီစီကိစ္စဖေရှားလိုက်လျင်တန်တရားများမလွှမ်းမိုးတော့စိတ်အေးချမ်းသာသွားရ၏ထို့အတူဝီစီကိစ္စဖေရှားလိုက်လျင်တန်တရားများမလွှမ်းမိုးတော့စိတ်အေးချမ်းသာသွားရ၏ထို့အတူဝီစီကိစ္စဖေရှားလိုက်လျင်တန်တရားများမလွှမ်းမိုးတော့စိတ်အေးချမ်းသာသွားရ၏ထို့ကြောင့်ဝီစီကိစ္စသည်ပစ္စည်းဥစ္စာများနှင့်ခန္ဓာရခရီးဆိုးကိုသွားရတာနှင့်တူ၏ဟုဆိုပါသည်ထို့ကြောင့်ဝီစီကိစ္စသည်ပစ္စည်းဥစ္စာများနှင့်ကဏ္ဍရခရီးဆိုးကိုသွားရတာနှင့်တူသည်ဟုဆိုပါသည်ထို့ကြောင့်ဝီစီကိစ္စသည်ပစ္စည်းဥစ္စာများနှင့်ခန္ဓာရခရီးဆိုးကိုသွားရတာနှင့်တူသည်ဟုဆိုပါသည်မိကုန်းလေးကိုဖတ်ပြီးပြန်နှွှေးပါမယ်ဝီစီကိစ္စသည်အဘဲကြောင့်ကဏ္ဍရခရီးနှင့်တူသည်ကိုရှင်းပြပါဝီစီကိစ္စသည်ကဏ္ဍရခရီးနှင့်တူပါသည်အဘဲကြောင့်ဆိုသောထိုကဏ္ဍရခရီးကအန္တရာယ်များ၏လူဆိုးတကိုးဓာပြများရှိ၏ထိုခရီးကိုဖြတ်သန်းသွားရသည့်ခရီးသည်သည်မိမိပစ္စည်းဥစ္စာလူခံရမှကြောက်ရ၏ဘယ်နာဘာတွေဖြစ်မလဲဟုအမြဲတမ်းတန်တရားဖြင့်မအေးချမ်းဝီစီကိစ္စရှိနေသောသူမှလည်းတန်တရားများဖြင့်သွားနေရပြီးမအေးချမ်းထိုကဏ္ဍရခရီးမှလွတ်မြောက်သွားလျင်ကြောက်စရာတန်တရားဖြစ်စေရာစိတ်မရှိစိတ်အေးချမ်းစွာသွားနိုင်ပေသည်ထို့အတူဝီစီကိစ္စဖေရှားလိုက်လျင်တန်တရားများမလွှမ်းမိုးတော့စိတ်အေးချမ်းသာစွာသွားရ၏ထို့ကြောင့်ဝီစီကိစ္စသည်ပစ္စည်းဥစ္စာများနှင့်ကဏ္ဍရခရီးစုကိုသွားရတာနှင့်တူသည်ဟုဆိုပါသည်အဲ့ဒီမှာဆိုရင်မိကွန်းကိုပြန်လှန်ပြီးတော့ကျမကမိကွန်းဟောင်းလေးတွေဖတ်ပြီးတော့ခံမှန်းလေးကိုယ့်အတွေးလေးနဲ့ကိုခေါင်းထဲပေါ်လာတာဖြစ်ပါတယ်မျှဝေတာဖြစ်ပါတယ်ရှင်ဒီမှာတကယ်လို့ဆရာတော်တွေမေးနေကြဆိုရင်သူကဒီလိုမျိုးတဲ့ကြီးမမေးတတ်ပဲနဲ့ကဏ္ဍရခရီးချမ်းနှင့်ကဏ္ဍရခရီးသွားနေသောသူသည်မိတို့သောသူဖြစ်တဲ့နီးအဲ့လိုမျိုးလည်းဖြစ်နိုင်ကဏ္ဍရခရီးသွားနေသောသူတွေဆိုရင်ဝီစီကိစ္စရှိနေသောသူသည်ကဏ္ဍရခရီးကိုသွားသောသူနှင့်တူပါသည်အဲ့လိုမျိုးလေးအဲ့လည်းမိကွန်းကိုတူနဲ့လှည့်ပြီးတော့မေးတတ်ပါတယ်ရှင်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းထပ်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြတယ်ဆိုပြီးဝမ်းမြောက်ဝမ်းသာcomment ပေးကြအားပေးကြတဲ့အတွက်လည်းအရန်ကိုအတိုင်းအစာမရှိဝမ်းသာရပါတယ်ရှင်ကျွန်မထပ်ပြီးတော့တစ်စင်ကိုစူးစမ်းပြီးတော့အားလုံးဖတ်ပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ